ခဏပါမီးတော့တစ်ခုလုံးငါတနေ့နေ့ကြတော့ပြပုံဖြစ်မှာကိုစိုက်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့အတီးတီးလာမှာမင်းကြောင့်အားလုံးပြောပါစေပေါ်ကွာမဝါကနေမြေရှိတယ်လေနှိမ်ချတတ်ပါစေဘတော်မှမရှုံးဘူးကွာဒီလေးလူရဲ့ဘဝကခဏပါမီးတော့တစ်ခုလုံးငါတနေ့နေ့ကြတော့ပြပုံဖြစ်မှာကိုစိုက်ခဲ့ဘူးတဲ့သမိုင်းတွေသာတနေ့အတီးတီးလာမှာမင်းကြောင့်အားလုံးပြောပါစေပေါ်ကွာမဝါကနေမြေရှိတယ်လေနှိမ်ချတတ်ပါစေဘတော်မှမရှုံးဘူးကွာဒီလေး